ယဟန်ပြုပြီးသွားပြီဟလားဒီတော့ရှင်ပြုမှာပေါ့လေယသိယဟန်ပြုပြီးတဲ့အဖြေရောက်အောင်ဆိုရင်ဒီတရားနားကြသို့သောဘုန်းကြီးဘာမှတရားကအဆုံးမနေကုန်မအုပ်လို့ရှိရင်တုံးတီတီဖြစ်ပြီးတော့နေလိမ့်မယ်ဒီတရားရဲ့အဆက်ကိုလေဘုန်းကြီးဟောပြလိုလာသန်း9ရက်နေ့ကြတော့မှတေမိဇနောက်ပိုင်းကိုဘုန်းကြီးဒီဘုန်းကြီးမင်းဝန်းမှာအကြောင်းတိုင်းမှာတရားဟောစရာကိစ္စရှိတယ်အဲ့ဒီကြတော့မှနောက်ပိုင်းကျမ်းစာကိုဆက်ပြီးတော့ပေးမယ်ပေါ့ဒီကျိုးကိုအသာလေးပဲဒီပြင်ဟာလေးနဲ့မဆက်ပဲထားကြအောင်ပေါ့နော်။ကိုင်သူတောင်းကြအောင်လို့ဟိတဝါကာမိပပစိန်သူတန်တော်ကံဗီရစိန်တကာဒေတုံမေပြနုသိခာဟောပပစိတာသူပေသလားဟိတဝါကာမိပပစိန်သူတန်တော်ကံဗီရစိန်တကာဒေတုံမေပြနုသိခာဟောပပစိတာသူပေသလားဝန္တောပပိဇာပေခာအိုရှင်လောင်းအမျိုးကောင်းသားတို့တန်တော်ဖရအလျာပစ္စေကနေရိယာနွယ်လောင်းရှေးသူတော်ကောင်းတို့သည်ကံဗီရစိန်တကာတွေ့ကျင်းသမျှမှုကိစ္စဝဲဣဇာတ၌ညံမြင်ဆိုင်အောင်လိုက်လိုက်လဲလဲစိတ်တော်ဆွဲ၍နည်းနည်းသည့်တန်တဘောကိုနင်းတော်စွာဆင်ခြင်အကြံကောင်းဝန်တော်မူကြကုန်လျက်ကာမီရှိကပြုဖန်ကုသိုလ်ကံတို့စီမံထမ်းမှလက်ရောက်ရသာမြာလနီတွယ်ကြီးကြီးငယ်ဟုနှီးနွယ်ရောယူကိုတော်တို့ပိုင်သသည့်ကာမဝတ္ထုအစုစုတို့ကိုထိရဏံတွေကျငန်းတွေကိုဟိတဝါငါတို့ပိုင်ညာဤကာမတရားတို့သည်အများနဲ့ဆက်ဆံဘေးတွေကဝန်ချမ်းရန်တွေကမြောင်များကြောက်လန့်ပွဲတွေပါတကားဟုကြောက်အားတော်ညံကျွယ်လွတ်လွတ်ကြီးစွန့်ပေတော်မူကြကုန်၍ဘာပစိန်သူနှလုံးသိမ်ငွေ့သူတော်လေးဖြင့်ယသိယဟံပြုတော်မူကြလေကုန်၏ဒုံမေပိမြတ်နိခမအာတရားဟုသန္တာကိန်းအောင်မောင်ရင်လောင်းတို့သည်လေဘာပစိတာကိလေသာမံကိုတွင်ရန်ကိုတွန်းလန့်ဖြိုခွန်းအောင်တခင်၍အောင်ခြင်းဘိသိက်ရင်လိုစိတ်ဖြင့်ပရိက္ခရာရှိပုံစစ်ဝတ်စုံဝေယုံဆင်းမြန်းသာသနာအောင်ရည်နှံဝဲအောင်ကွန်းတန်ထောက်နတ်မြမာတို့ဆက်လျက်ရှင်သာမဏေဖြစ်သို့မကြာမြင့်မီကားရောက်ကြကုန်လျက်သူပေသလားသာမရိသားမြည်ဖြာပုံသွန်မြည်ဖြာခုံမင်းပုံအတွန်းတို့ချစ်ခင်လေးမြနှစ်သက်အပ်သောသီလရှိကြကုန်သည်ဖြစ်၍ဒေထုဖရလျာပစ္စေကနေရိယာနွယ်လောင်းသူတော်ကောင်းတို့ကိုအနုသိခာဟောအတုလိုက်ခာကျင့်ကြံနိုင်ကြပါစေကုန်သတည်းအနုသိခာဟောမြက်ချေမပြောက်ရှင်တို့နောက်မှကောက်ကောက်လိုက်ပါသုံးသိခာကိုသဒ္ဓသတိန်သမာဓိနှင့်ပင်ငြိမ်ဝီရိယငါကျမြ၍လုံလာမြဲမြံဆွဲတန်တာနှင့်ကျင့်ကြံကြိုးကုပ်အားထုတ်ပွားများနိုင်ကြပါစေကုန်သတည်းဥမာတင်းမင်းသားတောထွက်လို့တော်တဲ့ရအောင်လို့ရသက်ပြုပြီးပြီရသက်ပြုပြီးတဲ့နောက်ရံဘုံများရပြီးတော့သင်္ကန်းကျောင်းမှာသာမပါတဲ့ရှီမပါတဲ့အထုံးအခိုးများမပါတဲ့ကံကျင်းရွက်လို့ခေါ်တာပဲနော်အဲ့ဒီကံကျင်းရွက်ပြုတ်ကလေးနဲ့သိရွက်ပြုတ်ကလေးနဲ့မျှတာပြီးတော့ဘုရားအလောင်းဟာစံချမ်းသာနဲ့တော်တဲ့မှာနေတော်မူတယ်သရဝါတွေကိုမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ယမဇုမိုးဆွေချိုးပြီးတော့တပါးတဲ့တော်တဲ့မှာနေတယ်လမ်းမြေကြည့်လိုက်ရင်ဘလောက်ဝန်းမြောက်เสียကောင်းတယ်လေယသိဆိုတော့လည်းပဲအသက်50ကျော်60ဆိုတဲ့အရွယ်ကြီးရှာသေးတာမဟုတ်ဘူး18နှစ်မင်းသားကလေးအဲ့ဒီမင်းသားကလေးယသိဖြစ်ပြီးတဲ့ကာလဇံအဘိညာဉ်နဲ့ဒီတော်ထဲမှာယမဇုနဲ့တရဝါတွေကိုဖြတ်မိုးပြီးတော့နေတဲ့ပုံများလမ်းပြီးအာယုံပြုမဲ့ဆိုရင်ဒီအရွယ်ဆိုတာလောဘဒေါသတွေတော်တော်ထနေတဲ့အရွယ်
အဲ့ဒီလိုလောဘဒေါသသောထားတဲ့လောကလူကိုဥဒဟောဝေဝိတို့ຫນွယ်စလောင်းတော်မြတ်ကတို့အလောင်းတော်ဖြစ်တဲ့တေမိယမင်းသားတေမိယအလောင်းတော်သူမြတ်ကတော်ရမီခိုမြန်ရိပ်မျိုး၌တကယ်ပြောလောက်တဲ့ပန်းလောက်တဲ့အရွယ်မှာတော်ရိပ်ထဲမှာသွားပြီးတော့ဗာရာဏသီကြီးကခရီးယူသနာသုံးယူသနာလောက်ဝေးกว่าတဲ့တိုးကြီးထဲမှာသွားပြီးတော့ဇမဇူ၄ပါးနေစဉ်ပွား၍နေတိုင်းမေတ္တာတလက်ကရုဏာမုဒိတာဥပေက္ခတလက်ဒီလိုဇမဇူနှလုံးသုံးပြီးတော့တရားမှုလျော်နေစံပြောသည်တရားနှင့်တော်နေစံပြောသာတရားနှင့်တော်ကိစ္စံပြောလျော်နေတော်မူသောဤသဘောသည်အဟောချမ်းသာလှပေ၏လို့တရားနှလုံးသုံးပြီးတော့နေတဲ့ဘုရားလောင်းဘက်ကိုကြည့်လိုက်ရင်ဖြင့်တူတဲ့သဗ္ဗေတ္တာအဝိရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကာဟွန်တုဒုက္ခိအတ္တနံပရိဟရံတုတော်တယ်မှာအေးညချမ်းသာတာဘုရားလောင်းနေတဲ့ဥစ္စာကိုလည်းပဲဉာဏ်မျက်စိနဲ့ပြေးပြီးတော့ကြည့်လိုက်စမ်းပါဦးအဲဒီလိုဘုရားလောင်းကအေးကြည့်ပြီးတဲ့အခါကျတော့လည်းပဲဗျာများနေတဲ့ဗာရာဏသီပြည်ဘက်ကိုမိမိမျက်စိကိုလှည့်ပြီးတော့ဉာဏ်မျက်စိကိုတစ်ခါလှည့်ပြီးတော့ပို့လိုက်စမ်းပါဦးကုဏနာယထာရင်းကတော်တယ်ကပြန်လာလို့အမလိမဟုတ်ဘူးအဆွတ်မဟုတ်ဘူးဗာရာဏသီပြည်မင်းတို့ရမှာကြောက်လို့အတရားဆွန့်တရားကြီးဆောင်နေတာအင်္ဂါပစ္စင်ကတမ္ပန္နောအာရောဟပရိနာဟဝါအင်္ဂါကြီးငယ်တွေကလည်းပြည့်စုံပါတဲ့နဲ့တင့်တယ်ပါပြီတဲ့နဲ့အလုံးအရအမောင်းကလည်းကောင်းပါပြီတဲ့နဲ့ဝိသန္ထဘောသနောပင်ညောမေတိသက္ကန္တအဋ္ဌတိပြောလိုက်တာကလည်းတမ်းမှရှင်းတကယ်တည်းအရှုပ်အထွေးမရှိပဲနဲ့ဟောလိုက်တဲ့တရားတွေဉာဏ်ပညာတော်ကလည်းကြည်ပါပြီတဲ့နဲ့မေတိသက္ကန္တအဋ္ဌတိနတ်ရွာရဲ့လမ်းခရီးမှာအခုသားတော်တိမိမင်းသားတည်နေပါတယ်သစေတွန်းတထုကာမတိတော့ရာဇဗုဒ္ဓံတဝတ္တရဇံဧတံဘာပယိတာမိယထသမတိဒေမိယောအရှင်မိဘခေါင်းကြီးရဲ့သားတော်ကိုအကဲ၍တွေ့မြင်လို့သပတ်ဆိုလို့ရှိရင်ကြွတော်မူသားတော်မိတဲ့တော့အုပ်ကိုကျွန်တော်မျိုးလိုက်ပို့ပါမယ်လို့စကားအဆက်ရှိတာကမိဖုရားကြီးနဲ့အဆက်ရှိတော့မိဖုရားကြီးတိုင်းတည်ပြီးတော့ပြောပေမဲ့လို့ပဌာနဖြစ်တဲ့အတိုင်းခမဲတော်ကာတိမင်းတရားဒီတည်းကိုကြားလင်ပဲအနားမှာရှိတဲ့စစ်တေနာပတိကတဆင့်တိုင်းလူပြည်သားတွေကိုအမိန့်တော်အာနာညွှန်ကြားတော်မူလိုတဲ့အတွက်ရောဇယံတို့ရထေအသေကိသံနာဂာနဗန္ဒထဥဒိယံတုသင်္ဃပနဝဝါဒံတုဧကပောက္ခရာဘောမဟာဒေနအဂုတ္တဩစစ်တေနာပတိကြီးရထေယထာ၌အသေမြင်းတို့ကိုရောဇယံတုကကြလေကုန်နာဂနံစင်တော်တို့ကိုကိသံဗန္ဒထကကြိုးကစားဖွဲ့နှောင်းကြပါကုန်သောသင်္ခဗန္နဝါခရုသင်ထစီတို့ကိုဥဒိရယံတုမှုတ်ကြကြည့်ကြလေကုန်ဧကပောက္ခရာတစ်ဖက်၌တရေကျက်အပ်သောအိုဒီအစရှိသောစီမျိုးတို့ကိုဝါဒံတုတိမှုတ်ကြကုန်စေတနာပတိကြီးသူနန္ဒာယထာတင်ပြောတဲ့စကားကြားတယ်မဟုတ်လားကြားပါလေကြားရင်တိုင်းနာပြည်သူဘိုးလူနဲ့တကွသားတော်ထံကိုသွားမယ်ယထာဘက်ဆိုင်ရာအရာရှိများကယထာတဲ့မှမြင်တွေကတည်းရှင်တတ်ကအရာရှိများကရှင်တွေကိုကကြိုးစားကျင်းနေရှင်ရပါစေဖွဲ့ကြပါစေဟိုအတိအမှုတ်ဘက်ကလည်းပဲခရုသင်းတို့ထက်စီတို့ဆိုင်ရာအတိသမအမှုတ်သမားများကတီးကြမှုတ်ကြပါစေနဒန္တုဘေရိဝါဒန္တုဘေရိသန္နတာဘောဂုဝါဒန္တုဒုံတုပိနေကမသမံအနွန္တုကိသံဗုဒ္ဓနိဝါဒကောသန္နတာကောင်းစွာနှစ်ဖက်ကျက်အပ်ကုန်သောဘေရိစီကြီးတို့ကိုဝါဒန္တုတိခကြကုန်
ဝဂုကာယသောအတန်ရှိကုန်သောဒုံတုပြီးစီကြီးတို့ကိုဒီဝါဒံတုသိမှုကြကုန်အင်မတန်သာရတဲ့အတန်ရှိတဲ့စီတော်ကြီးများယွညနေကမာစသကြွယ်အပေါင်းတို့ဒီဒီမင်္ဂနောက်သို့အနှင်းသူအစဉ်တစ်စိုက်လိုက်ခဲ့ကြကုန်ဗုဒ္ဓနိဝါဒကောသာကိုဆုံးမဩဝါဒစကားပြောကြားတို့သည်ရှိ၍အဟံငါသည်သစ္စာကိစေယံယခုပင်မနေသွားပါကြည်အားလုံးကျွန်ုပ်နောက်ကသကြွယ်အပေါင်းကုံွယ်ကြီးအပေါင်းနဲ့လက်ခဲ့ကြပါတဲ့ဩရောဓာသာကုမာရာသဝေတိယနာသဗျာမနာခိပံယာနာနိယောဇင်တုကိသံဗုဒ္ဓနိဝါဒကောဩရောဓာသမင်းကောင်းမပေါင်း16000တို့ဒီ၎င်းကုမာရာသမင်းသားတို့ဒီ၎င်းဖွာဘက်တော်မင်းသားတို့ဒီ၎င်းဝေတိယနာသကုံတွေအပေါင်းတို့ဒီ၎င်းဗျာမနာသပုံတော်တို့ဒီ၎င်းခိပံဟင်းမြန်စွာယာနာနိမိမိတို့ဆံရခြင်းတို့ကိုရောခြင်းတုကကြပါစေကုန်ဗုဒ္ဓနိဝါဒကောသာကိုဆုံးမဩဝါဒစကားပြောကြားလိုသည်ဖြစ်၍အာနာတိကိသံကိစေယံခုပင်မနေသွားပါကြတိုင်းတော်ပြည်တော်မှာရှိကြတဲ့မောင်မမိတ်တံပေါင်း16000တို့သားတော်နဲ့ကစားတော်ဖြစ်ကြတဲ့သမီးတော်မင်းသားများတို့ကုံတော်ကြီးများတို့ဘုံတော်ကြီးများတို့အာလုံးမိမိတို့ဆိုင်ရာရင်ရထားများကိုဆင်းရကြကြလေကုန်သားတော်ကိုနားချဖို့ရန်တော်တဲ့သွားပြီးတော့သူသားတော်ကိုထီးနှမ်းနဲ့အပ်ဖို့ရန်ပေါ့လေထီးနှမ်းပြန်သိုးအုပ်ဖို့ရန်သွားပြီးသူတားမြစ်စကားပြောဦးမယ်ဩဝါဒစကားပြောဦးမယ်ဒီပြောဖို့ရန်အတွက်ကျုံယခုသွားမယ်လို့ကိသံဗုဒ္ဓနိဝါဒကောအထာရဟာနိကတ္တရတိကပတ္တိကာရကခိပံယာနာနိယောဇင်တုကိသံဗုဒ္ဓနိဝါဒကောအထာရောဟာစင်စည်းသူရဲ့ကောင်းတို့ဒီ၎င်းအနိကာထာမိသည်သူရဲ့ကောင်းတို့ဒီ၎င်းရတိကာယထာစီသူရဲ့ကောင်းတို့ဒီ၎င်းပတ္တိကာရကခြေလင်းသူရဲ့ကောင်းတို့ဒီ၎င်းရှင်းတတ်မြင်းတတ်ယထာတခြေလင်းတတ်ဆိုတဲ့စိတ်အင်္ဂါ၄ပါးမှာအမှုထမ်းနေကြတဲ့စိတ်တတ်တွေခိပံဟင်းမြန်စွာယာနာနိမိမိတို့ဆံရဆင်ရင်မြင့်ရင်ယထာရင်တို့ကိုရောခြင်းသူရှင်ကြကရပါကုန်သောဗုဒ္ဓနိဝါဒကောသာကိုဆုံးမဩဝါဒစကားပြောကြားလိုသည်ဖြစ်၍အဟံနာတိကိသံကိစေယံခုပင်မနေလင်းမြန်စွာသွားပါကြရှစ်အင်္ဂါ၄ပါးလိုက်ခဲ့ကြလို့ဒီလိုဆိုလိုပါတယ်သမာဂတာဇာနာပဒနိဂမသသမာဂတာခိပံယာနာနိယောဇင်တုကိသံဗုဒ္ဓနိဝါဒကောဇာနာပဒသမဘုတ်သူဘိုလ်လူအပေါင်းတို့သည်သမာဂတာအညီအညွတ်စည်းဝေးကြကုန်သည်ဖြစ်၍၎င်းနိဂမသနိရုံးလူသည်ဘိုလ်လူအပေါင်းတို့သည်သမာဂတာအညီအညွတ်စည်းဝေးကြကုန်သည်ဖြစ်၍၎င်းခိပံလူဉာဏ်စွာယာနာနိမိမိတို့ဆံရခြင်းတို့ကိုရောခြင်းတုရှင်ညကကြကုန်။အိုမိဘုံမှနေတဲ့လူတွေအရွာရွာမှနေတဲ့လူတွေဇနဘုံမှနေတဲ့လူတွေကိုယ်ကြီးကိုယ်ငါကိုယ်မှရှိတဲ့တောင်သူလေသမားကလည်းပဲလှဲရင်လေးများကခဲ့ကြပေါ့။မြင်းရထားရှိတဲ့လူကမြင်းရထားကခဲ့ကြအဲ့ဒီလိုကိုယ်ဒီကိုယ်ကကိုယ်ရင်ရထားများကားရကြကုန်ခိပံပြင်းမြန်စွာယာနာနိမိမိတို့ဆိုင်ရခြင်းတို့ကိုရောစဉ်တုကားကြလေကုန်ဗုဒ္ဓနိဝါဒကောသာကိုဆုံးမဩဝါဒစကားပြောကြားလိုသည်ဖြစ်၍အဟံငါတိကိသံကိစေယံယခုပင်မနေလင်းမြန်စွာသွားပါကြအာအဲ့ဒီလိုပြောပြီးတော့မဟာသေနဗုဒ္ဓခေါ်တဲ့စစ်သေနာပฏิမှတဆင့်တိုင်းပြည်ကိုအတန်းဆွနဲ့တိုင်းပြည်ကိုစီလေစေတယ်အားလုံးမြင်မြင်မှလာပြီးရှိရကြရမယ်ဆိုင်ရာယထာအမှုတမ်းများကတည်းကမြင်တွေယထာမှာကကြရှင်တွေကိုကကြရတာဘောင်းကဆင်းရအားလုံးကိုယ်ဆိုင်ရာပြင်ရဆင်းရလို့အဲ့ဒီလိုအမိန့်ပေးတဲ့အခါကျတော့ဒီယထာတုံးကြီးကယထာမှာမြင်တွေကပြီးပြီဆိုတော့
ရှင်မြင်းရဲ့နန်းတော်တကားဝလာပြီးတော့ယုတ်တာဒေဝဣမေဟယဒေဝရှင်မင်းကြီးဣမေဟယဣမင်းတော်တို့ကိုယုတ်တာကအကုန်ပါပြီဗျာလို့သူတို့လျှောက်တာကတော့ဒီလောက်တင်ပါပဲမြတ်စွာဘုရားကသူတို့စကားလေးကနဲနေလို့အတ္တေသသာရတိယုတ်တေသိန္ဒဝေတိကဝါနေသာဇာတော်ရံဥပါကင်ဆုံးယုတ်တာဒေဝဣမေဟယလို့ဘုရားဖြစ်တော်ကိုကာခာမှာသုံးပိုက်ထဲပြီးတော့မြတ်စွာဘုရားဟောပေးတာအဒေသသာရတိယုတ်တေသိန္ဒဝေတိကဝါနေသာဇာတော်ရိဥဒါဇာတော်ရံဥပါကင်ဆုံးယုတ်တာဒေဝဣမေဟယဘိက္ခဝေယံတော်များဥจิตသားတို့သာရတိမြင်းတော်ကံယထာဒိန်တို့သည်သိန္ဒဝေသိန္ဒမှုဖြစ်ကြကုန်သောသီကဝါနေလျင်မြန်သောအဟုန်နှင့်ပြည့်စုံကြပေကုန်သောအတေမြင်းတော်တို့ကိုရုပ်တေကအကုန်ကြီးသည်ရှိတော်ဝါရုပ်တေယထာ၌ကိုစီကိုငါအတိတိကအကုန်ကြီးသောအတေမြင်းတော်တို့ကိုအာဒါယသူအစည်းနဲ့သူအရှင်ယူဆောင်ခဲ့ကြ၍ဒေဝသံမှုကိနာအိုမင်းမြတ်ဣမေခယာဤမြင်းတော်တို့ကိုယုတ်တာကအပါကုန်၏ဗျာဣတိဤတို့လျောက်စကားပြောကြားကြ၍ရာဇာဒွါရမင်းနန်းတော်တကားတို့ဥပါကင်ဆုံးကရောက်ကြလေကုန်၏ညောပြီးကြည့်လိုက်မယ်ဆိုရင်ပေါ့လေနန်းတော်လေသာပထုံးကကြည့်လိုက်တဲ့အခါကျတော့အောက်မှာတခါတည်းနိုင်ရင်ပြမှာမြင်းတက်ကြီးဟာသူ့ကကြိုးတစားလေးနဲ့အကုန်ဆင်းပြီးသားယထာတကြီးကလည်းကကြိုးတစားလေးနဲ့သူဆင်းပြီးသားအမှန်တန်ဆင်ကလည်းပဲရှင်တတ်ကလည်းရှင်တတ်ဆိုင်ရာအဲ့ဒီလိုဆင်ပြီးပြင်ပြီးသားဖြစ်တဲ့အပေါ်မှာအနည်းဆုံးအမြန်ဆုံးရှေ့တန်းကအမှုထမ်းရတဲ့မြင်းတတ်ကမြင်းလုံးကြီးမြင်းတော်ကမျိုးကယုတ်တာဒေဝဣမေဟယရှင်မင်းကြီးမင်္ဂလာစီတော်မင်းများကိုကကြိုးတစားများဆင်းပြီးပါပြီဖေဟာလို့အဲ့ဒီလိုလျှောက်ထားတဲ့အခါကျတော့ကာတိမင်းကြီးကမြင်းသိန်းတွေကိုဘာပြန်ပြောသလဲထူလာဇဝေနဟာယံတိကိတာဟာယံတိဓာမုနာထူလာဇဝေနဟာယံတိကိတာဟာယံတိဓာမုနာဘွန်တော်အမောင်မြင်းတော်ထိန်တို့မြင်းတော်ကံတို့ထူလာမြင်းဝကြီးတို့သည်ဇဝေနအဟုံမဟာယံတိယုတ်တရောတတ်ကုန်၏ကိတာကျုံစီတဲ့မြင်းတို့သည်ဝါမြင်းဘိန်းတို့သည်သာမုနာအာအင်ဗလမဟာယံတိယုတ်တရောတတ်ကုန်၏မောင်တို့မြင်းတွေဟာသိအဝကြီးတွေများကောက်လာသလားသိပြီးမြင်းကဝပြီးဆူချိုးလို့ပြီးဆိုလို့ရှိရင်သိပြီးမမြန်ဘူးသူ့ကိုယ်သူ့ပဲနေရတာနဲ့အင်မတန်ဒုက္ခများတယ်ထူလာသဝေနဟာယံတိသိပြီးတော့ပိန်နဲ့မြင်းပိန်တွေကောက်လာပြန်လေတော့သူတို့ကိုယ်ကအာရင်ဗလမရှိတဲ့အတွက်သုံးဤသနာခကြီးကိုငါတို့အလိုရှိသလိုမျိုးသွားနိုင်မှာမဟုတ်ဘူးမောင်တို့ဒီအဓိပ္ပာယ်ဖြင့်ရှင်းလင်းရင်ကဂါထာတော်ရွတ်တယ်ထူလာသဝေနဟာယံတိကိတာဟာယံတိဓာမုနာအမောင်တို့မြင်းဝကြီးတွေဟာအဟုံးမှရုပ်ရရော့တယ်မမြတ်ဘူးကွယ်နှုတ်ပြီးနိုင်တယ်မြင်းပိန်ကြပြန်တော့လည်းပဲမြန်တော့မြန်ရဲ့ကြာသွားနိုင်တဲ့အားမရှိဘူးဒီတော့အောက်ကမြင်းတော်ကံတွေမြင်းတွေကတန်မြိုင်းတာပြန်လျှောက်တဲ့ကိတေထူလေဝိဝေသတဝါသံတထာယောတိတာဟယာဒေဝသံမုဒိနာအိုမင်းမြကိတေသကျုံစီသောမြင်းတို့ကို၎င်းထူလေစအလွန်ဆူဖြိုးတဲ့မြင်းတို့ကို၎င်းဝိဝေသတဝါရှင်ကြောင်းဝိဝေသတဝါရှောင်းကျင်ရ၍သံတထာအရှင်ခွန်အားအရွယ်အဟုံအားဖြင့်လေးပါးကိုတူညီကြကုန်သောမြင်းတို့ကိုယောဇိတာကအပ်ပါကုန်၏ဗျာမဆိုးနောက်ပါနဲ့ဗျာအရှင်အားဖြင့်လည်းတူညီတယ်အရွယ်အားဖြင့်လည်းတူညီတယ်အဟုံအားဖြင့်လည်းပဲပြေးပုံပေါ်ပြီးခွာညီတယ်ခွန်အားဖြင့်လည်းပဲတူညီတယ်ဆိုတဲ့အကုန်လုံးတပြေးတဲ့တမိုးတဲ့ဒီလိုမြင်းတွေကိုကထားတာပါဗျာလို့လျှောက်ဒီဟာပေါ့လေဘုန်းကြီးတို့စာပေနယ်မှာသူတော့ဂါထာတဝက်ရှင်မြင်းကရွတ်ပြီးတော့ဂါထာတဝက်မြင်းတော်ကနေကရွတ်နှစ်ရပေါင်းမှသူဟာတဂါထာဖြစ်ဒုလာဒဝေနဟာယံတိကိတာဟာယံတိဓာမုနာ
ရှင်မင်းရဲ့စကားကိသေထူလေဝိဝဇတောအတံတထာယောတိတာဟယဒါကမြင်းတော်ကနေမြင်းသိန်းတွေရဲ့စကားဒီဂါထာနှစ်ပိုက်ကိုမြင်းတော့ဘုန်းကြီးကစိတ်ထဲမှာသွားအမှတ်ရတယ်ဘာအမှတ်ရလဲဒါကြတဲ့မြင်းဟာထူရင်အဟုန်ရုပ်လျော့တယ်ကျိုးရင်အားအင်ရုပ်လျော့တယ်ဆိုတော့ရှင်မြင်းကြီးပြောတာဒီနေ့သူကတော့ဂါထာတဝက်နဲ့ပြောတာဘုန်းကြီးတို့ဒီဂါထာဆိုတာဟာမြန်မာစာပေနယ်မှာမြန်မာစာပေနယ်မှာဆိုရင်သူကလင်္ကာတစ်ခုပဲထူသောအဟုန်ရုပ်လျော့တုံကျုံသောရုပ်လျော့အားလို့ရှင်မြင်းကပြောလို့တာပဲထူသောအဟုန်ရုပ်လျော့တုံကျုံသောရုပ်လျော့အားလို့ဒီလိုပြောလို့တဲ့ဟာကိုအောက်ကမြင်းလေးတွေကပြန်ပြောတဲ့စကားမှာတော့လည်းကိသေထူလေဝိဝေစတဝတံတထာယောဇိတာဟယာဆိုတဲ့မြင်းလေးတွေပြောတဲ့ဂါထာဘုအတွက်လည်းပဲမဆူမကြုံမြင်တော်ပုံအစုံက၍ပြည်ပြီခောလို့ဒီလိုပြန်လျှောက်လို့ကြတာပဲအပေါ်ကရှင်မြင်းကြီးကလေသာနာမတင်းကနေပြီးတကားလားသို့တော်အဟုန်ရုပ်လျော့တုံယုံတော်ရုပ်လျော့အားအောက်ကလူတွေကနေပြီးတော့မဆူမကြုံမြင်တော်ဘုံအစုံက၍ပြည်ပြီဖရာလို့ဒီလိုဆိုမှာပဲနော်လို့တို့ဗမာပြည်ကဒါဒီဥစ္စာကိုတရုပ်ခေါ်ရလို့ရှိရင်ဒီအတိုင်းပဲဗမာလူခေါ်ရမှာပဲလို့အောင်းမိဒါဖြင့်ကောင်းပြီဒီရှင်မြင်းကြီးဟာဒီလိုသားတော်ခံသွားဖို့ရန်အတွက်စီမံနေတာဘယ်လောက်ကြာတော့အထရာဇာဗုဒ္ဓသာသံတိကံကိသံတော်သန္တာရောဝဏီအထာရတဒေနိယောသဗ္ဗင်္စဗလကာယံတဏိပါတာပိတိအထထိုအခါ၌ရာဇာကာတိမင်တရားတိဗုဒ္ဓတသံတိကံသာတော်ဤအထံတို့ကိသံတော်သွားလိုသည်ဖြစ်၍သန္တာရောဝဏီမင်းပုံနာကုံတော်ဆင်းရဲသာဒီဟူသောအမျိုး၄ပါးတို့ကို၎င်းအထာရတသေနိယော18သင်းတို့ကို၎င်းသဗ္ဗံအလုံးစုံသောဗလကာယင်္စဘူပါအပေါင်းကို၎င်းသဏိပါတာပိပိသူအတံသူအခန်းနဲ့သူစီညီမူစီဝေတိဤတတ္တဧဝံသဏိပါတင်တတေဝတယောတိဝတအတိတ်ကန္တာကန္တာထိုတိရှင်မင်းကြီးသည်ဧဝံဤသို့သဏိပါတင်တတေဝစီဝေနေစဉ်တွင်တယောတိဝတသုံးရတို့ဒီအတိတ်ကန္တာလွန်၍သွားတဲ့လေပုံကြီးဒီလိုစီဝေပြီးတော့အစည်းအစဉ်လုပ်နေရတာကိုနဲ့ပဲသုံးရက်အချင်းကုန်သွားလို့၄ရက်မြောက်ရောက်တဲ့အခါကျတော့မှရှင်မြင်းကြီးကယထာငယ်တစ်ခုမှစီးပြီးတော့သာတော်တေမီမင်းရှိရာဘက်ကိုရှင်မြင်းကြီးသွားပြီးမှားထားခဲ့တဲ့စကားတွေအကုန်လုံးကိုမြတ်စွာဘုရားကဒီမှာခြုံပြီးတော့ပါဟောတယ်အတောရာဇာတရမနောယုတ်တမရုံချသန္နနံဣထာလာရံဣဇာဘာတိသဗ္ဗဝအနုယာထမံဘိက္ခွေယံတော်မြတ်အိုခြေသားတို့တတောတသမင်္ကာလေထိုတို့စီးစဉ်၍ပြီးတဲ့နောက်၄ရက်မြောက်သောနေ့ကာလ၌ရာဇာကာတိကမင်းတရားတိတရမနောအသောတလင်ပြာတလဲဖြစ်၍ယုတ်တံကတိသောသံဃနံယထာငယ်တို့အာရုံရှတက်စီ၍သားတော်ရှိရသွားမဲ့ကြံတော့ဒီမျိုးကြီးယထာငယ်လေးပေါ်မှာစီးပြီးတော့ဗာမှာခဲ့တယ်လေဣထာဂရမောင်မအပေါင်းကိုသဗ္ဗဝအလုံးစုံသောရှင်မတို့သည်ပင်လည်းမအမှုငါနောက်သို့အင်းတူအစဉ်တိုင်းလိုက်ခဲ့ကြကုန်ဣတိဤသို့ဣဇဘာတိအမှားစကားပြောကြခဲ့လေပြီတရုပ်ပေါ်မျောကြည့်မယ်ဆိုလို့ရှိရင်ကာတိမင်းတရားကြီးအနေနဲ့သူရှိတဲ့သန္တာဒေဝီမိဖုရားကြီးဘက်ကဆံရအမျိုးသမီးတွေပြီးအောင်စောင့်နေလို့ရှိရင်ဖြင့်အချိန်သိမ့်နှောင်းနေလိမ့်မယ်ဒီတော့ခင်ဗျားတို့အမျိုးသမီးပိုင်းကလည်းပဲနောက်မှမှီအောင်လာလိုက်ခဲ့ကြပါတော့လို့အဲ့ဒီလိုမှားပြီးတော့သွားတယ်ဝါလပိသမိမုံနိတံခေကံသတ္တင်္စပန္တရံဥပါတိရထမရုံချသူဝနေဟိအလင်္ကတာဝါလပိသနိသာမရိသမိယကို၎င်း
ဩနိတံသင်္ကြကို၎င်းခေတံတန်လျက်ကို၎င်းပန္တရံသတ္တံထီးပြူတော်ကို၎င်းသူဝနေဟိရွှေတို့ဖြင့်အလင်္ကတံတန်စာဆင်အကုန်သောဥပါဒီစခြေနှင်းတော်တို့ကို၎င်းအာရုံချရထံယထာတေသူအာရုံချအာရောဟံတုတင်းဆောင်ရလာခဲ့ကြကုန်မှာခဲ့မင်းမြောက်တန်၅ပါးလေးယထာဘောတင်းဖို့မမေ့ခဲ့ကြနဲ့ကျုပ်တော့အဥဆုံးသွားပြီဆိုပြီးတော့သူနန္ဒာယထာတွေလမ်းညွှန်ပြုတ်ပြီးတော့စကားနှခွင့်မဲ့သူမှာသွားတယ်နော်သန္တာဒေဝီမိဖုရားကြီးအမှုပြုတဲ့အမျိုးသမီးမိမိမပေါင်းနောက်ကလိုက်ခဲ့ကြပြီတော့အမောင်တို့မင်းမြောက်သစ္စာ၅ပါးကိုလည်းယထာဘောတင်းပြီးတော့ယူခဲ့ကြဤတန်ကြက်ကတိုးတိုးတင်မဲ့သားတော်ကိုအဘိဓိသွန်းပြီးတော့ဇနကမင်းကြီးများပေါ့လေဇနကမင်းကြီးများဥယျာဉ်နဲ့အဘိဓိသွန်းတယ်လို့ဒီလိုသွန်းပြီးတော့လာခြင်းလို့ဒါလိုမှပြီးတော့တခါတည်းသူနန္ဒာယထာတွင်ခရီးလမ်းညွန်ပြုပြီးတော့သွားပြီဒါကိုမြတ်စွာဘုရားကဒေါသရာဇာပါယတိပုရိခတဝနာတာရတိခိပ္ပမေဝဥပါကင်စီယထသမတိတေမိယောဘိက္ခွေယံတော်များအိုချေသားတို့ဒါတော့ထိုသို့အမှားစကားပြောကြပြီးပြီးမှနောက်ကာလ၌သတောရာဇာထိုကတိကမင်းတရားသည်တာရထိန်သူနန္ဒာယထာတွင်ကိုပုရိခတဝါရှိသွားလမ်းညွန်ပြု၍ယထအကျင့်ရ၌တေမိယောတေမိယယသိသူတော်စင်ဒီသမတိတရင်သုံးနေတော်မူ၏တံဌာနံထိုတေမိယသာတော်တရင်300တောအုပ်တို့ခိပ္ပမေဝရှင်ဉာဏ်စွာသာလင်ဥပါဒင်ရှိကရောက်ခဲ့လေ၏ရှင်ကြီးကအဥဆုံးရောက်ရှိကဘယင်းထွက်တယ်ဆိုတော့နောက်ကမြင်းတက်တွေရှင်းတက်တွေခဲနေနိုင်မလဲနောက်ကတခါတည်းတန်းပြီးတော့မင်းကမင်းသားနဲ့နောက်ကတခါတည်းအစဉ်ဖြစ်လာလို့အလောင်းတော်နေတဲ့တောအုပ်ကလည်းဘလောက်ကျဲတယ်လေသုံးယူဇနာကျဲတယ်သုံးယူဇနာဆိုတော့ဒီကနေပြီးစကိုင်းအထီလောက်3ညံပေါ့နော်အဲ့ဒါလောက်ကျဲတဲ့တောအုပ်ကြီးထဲမှာအလောင်းတော်တစ်ပါးတဲ့နေတာအလောင်းတော်တေမီတစ်ပါးတဲ့နေတော့အဲ့ဒီထဲမှာတစ်ဖြည်းနဲ့ဒီလိုဝင်သွားလိုက်တဲ့အခါအလောင်းတော်တင်ပြီးနေတဲ့သင်္ကန်းကျောင်းသားရောက်တော့ဘုံမှာဖြင့်သင်္ကန်းကျောင်းရောက်ပါပြီခင်ဗျာသူနန္ဒာယထာတွေကလျှောက်သူနန္ဒာယထာတွေကလျှောက်တဲ့အခါကျတော့ဒီလိုဆိုလို့ရှိရင်ဖြင့်သင်္ကန်းကျောင်းပြင်ဘက်ကနေပြီးတော့ဆင်းတတ်တယ်မြင်းတတ်တယ်ယထာတတ်တယ်ဒါတွေဒီမှာထားခဲ့တို့ချီကျင်သွားကြတို့ဆိုပြီးတော့ဘုရားလောင်းရှိရကိုတို့ချီကျင်ဝင်သွားကြဒါဖြင့်အဲ့ဒီဘုရားလောင်းရဲ့နေတဲ့တောအုပ်ထဲရောက်တာဘယ်အချိန်လောက်ရောက်တာဘယ်လိုအချိန်ရောက်သွားတုံးလို့ဆိုတော့အထရထာမှာဖော်ပြတာရောက်တဲ့အချိန်ကဘုရားအလောင်းဒီနာနဲ့စာစားတော့ဖို့ရန်အတွက်ကံပြင်းရွက်ပြုတ်ကလေးများပြုတ်ပြီးတော့ဇင်းညံတဲမှာပေါ့လေအေးခံပြီးတော့ထားတဲ့အချိန်ရောက်သွားတာအဲ့ဒီလိုအေးခံပြီးတော့ဒီတိုင်းထားနေတော့တစ်ပင်အောက်ကကံပြင်းပင်အောက်ကကြောက်ဖြာပေါ်မှာအလောင်းတော်တစ်ပါးတည်းထိုင်နေတဲ့အချိန်မှာခမဲတော်ကြီးနေတယ်ကွသူနန္ဒာယထာသိန်းကောင်းဆောင်လို့မူကြီးမရာဒေနာပတိတွေနေတယ်ကွအကုန်လုံးရှိတော်မှောက်ကြောက်ဘုရားလောင်းရှိကြောက်တယ်ဆိုရင်ပဲဘုရားလောင်းကဘာစပြောလိုက်တယ်လဲကိစီနုတာတကုသလံကိစီတာတအနာမယံဘာဘာသရာဇကင်ညာယောအာရောဂမေရှမာတရောဘုရားလောင်းမေးလိုက်တယ်အမတန်အေးအေးမြမြထွက်လာတဲ့အတန်ပါပဲကိစီနုတာတကုသလံကိစီတာတအနာမယံသဗ္ဗသာရာဇကင်ညာယောအာရောဂမေရှမာတရောတာတခမဲတော်မြတ်ဖေယဒေသင်ခမဲတော်မြတ်ဖေယအာကိစီယတုနိကုသလံခံကြံပါ၏လောတာတခမဲတော်မြတ်ဖေယကိစီယတုနိဒေသင်ခမဲတော်မြတ်ဖေယအာအနာမယံယောဂဘေယကင်းပါ၏လောသဗ္ဗကျွမ်းမဲ့ဥဒ္ဒံအလုံးစုံသောရာဇကင်ညာယောသမင်းသမီးတို့သည်လေကုသလာခံကြံရပါကုန်၏လောမေရှံအကျွန်ုပ်၏မာတရောမူမိသခင်ကျေးဇူးရှင်ကြီးတို့သည်လေ
ကုသလာခံခံကြမ်းကြမ်းရှိကြပါကုန်၏လားလို့ဘုရားလောင်းကမေးလိုက်ရင်ပဲခမဲတော်ကြီးကကုသလင်းစေဝမေပုဒ္ဒအထောဗုဒ္ဓအနာမယံဘာဘာသာရာဇာပညာယောအာရောဂတုံရှမာတရောဒါတသာတော်မြတ်ဖေယမေငါခမဲတော်အာကုသလင်းစေဝဣရိယာပထဥဒုဒံခံနိုင်စွမ်းလဲရှိပါ၏အထောထိုမှတပါမေငါခမဲတော်ဖေယအာအနာမယံယောဂဘေယကင်းစင်ပါပေ၏ဘာသာလုံးစုံကုန်သောရာဇပညာယောသမင်းသမီးအပေါင်းတို့သည်ကုသလာယောဂဘေယကင်းစင်ကြပါပေကုန်၏တုံရှံသင်္ချေတဤမာတရောမွေးသမီးခင်ကျေးဇူးရှင်တို့လည်းပဲအာရောဂအနာယောဂကင်းစင်ကြပါပေကုန်၏ဘယ်လောက်